အားလုံးပဲအခုထွက်ထားတဲ့ ongoing chapter ကိုဖတ်ပြီးကြလောက်ပြီလို့တော့ထင်ပါတယ်အခု chapter တော်တော်လေးလဲမိုက်လို့အရင်နဲ့စိုးတရားတွေကလည်းအများကြီးပေါ့Go Valley ဆိုတာကျွန်တော်တို့ထင်ထားတဲ့တောင်ပို့ပြီးစိုးနေအဓိကတော့လူမျိုးတုံးတက်တဲ့ပွဲတစ်ပွဲပေါ့ One Piece ကသူ့ရဲ့ manga style ကသူ့အတူတက်တက်ရှိနေလို့လားပြောရမယ်ဆိုရင်ခေါင်းကြီးကိုသေး manga style ဖြစ်နေလို့ကဲ Naruto တို့ Bleach တို့လိုmanga style နဲ့ဆိုရင်ဒီ chapter အခုထင်ထားရတဲ့တောင်ပို့ပြီးတော့တက်တယ်ပေါ့အဓိကကတော့လူတွေကိုယုံဆွဲနန်းစားတက်ပြီးတော့အမဲလိုက်ပွဲကြီးကျင်းပကြပါဆိုတော့ထားပါဒီနေ့က chapter review လုပ်ပြီးမှာမဟုတ်ပါဘူးဒီ chapter မှာပါတဲ့ teach ကိုကျွန်တော်ကဝေဖန်ပြတော့မှာပါအကုန်လုံးရဲ့စိတ်ထဲမှာ teach ကတနာဖို့ကောင်းတယ်ဒီလို story ကြီးကြောင့်သူဒီလိုဖြစ်လာရဲ့ဘာညာအဆရှိသဖြင့်ပေါ့ဟုတ်ပါတယ် teach ကအရင်လဲတနာဖို့ကောင်းပါတယ်ဒါဆို teach ကအားလုံးထင်တဲ့အတိုင်း broken hero လေးပေါ့ဆိုတော့ One Piece မှာကဘီလင်ပေါင်း16000ရှိရဲ့ထဲမှာ pure ဘီလင်ဆိုတာဒီတိုင်းဆိုရင်ရှားတတ်တဲ့ကိုရှားတော့ပါပြီအရင်လဲနှမျိုးဖို့ကောင်းပါတယ်ဘီလင်ဆိုတဲ့အိပ်ပြရလဲရှင်းပါတယ်လုံးဝမကောင်းဘူးမကောင်းနိုင်လုံးမယ်မမယ်ရင်လုံးဒီလောက်ပဲပေါ့ဆိုတော့ဘီလင်ကြောင့်လေးပြောလိုက်အောင်ဗီလင်ကိုထပ်ခွဲမယ်ဆိုအမျိုးအစား၄ခုရှိပါတယ် perfect being broken hero manipulator ပြီးရင် pure villain ဒါတွေက villain မျိုးစား၄ခုပေါ့ perfect being ဆိုတာက Kaido တို့ crocodile တို့ Pimon တို့လို့ပေါ့အတခုရဲ့ villain ဖြစ်တယ်လို့ villain ဖြစ်တဲ့ဖြစ်ထိုက်တဲ့အကောင်လေးပေါ့ပြီးရင် broken hero Kuma တို့ Kuzan တို့ Kizaru တို့ပေါ့ villain ဆိုပြီးတော့မွေးဖွားလာမှာပေါ့ဒါပေမဲ့သူတို့ရဲ့ယုံကြည်ချက်တွေရေးချမှုတွေကနေ villain ဆိုတဲ့ခေါင်းစဉ်အတက်ခံလိုက်ရတာပေါ့နောက်ပြီး manipulator ဒါကတော့ One Piece ထဲမှာနှစ်ကောင်ပဲရှိပါတယ်ကီမူနဲ့ Dofi ပေါ့အရာအလုံးရဲ့ကြိုးကင်သူတွေပေါ့နောက်ဆုံးတစ်ခုကတော့ pure villain တွေပါဒါကတော့ငါးကောင်တော့မပြည့်တော့ဘူးကိုယ့်အတူပဲစဉ်းစားကြည့်လိုက်ပါကျွန်တော်ဆိုလိုတာက villain တိုင်းကျမ်းရမယ်ရုံးမာမယ်မိုင်းရမယ်လို့မဆိုလိုဘူးရှေ့မှာပြောခဲ့တဲ့ type လေးခုရှိရဲ့သူ့အနေနဲ့သူအစင်းပြေးနေကြတယ်အခုက perfect being ရဲ့ broken hero ရဲ့ manipulator အဲ့သုံးခုက One Piece မှာ balance ဖြစ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ balance မဖြစ်တာဘာအောင်ဆိုရင်တော့pure villain မှာလောဆယ်လက်ရှိ One Piece မှာကဒီတိုင်းဆိုနှစ်ကောင်ပဲကျန်တော့ Lucy ရဲ့ Akainu ရဲ့အဲ့နှစ်ကောင်ပဲကျန်တော့2019တုန်းက Teach Akainu Lucy Kizaru ပြီးရင် Kuma အဲ့တော့တောင်9ကောင်ရှိသေးတယ်အခုကနှစ်ကောင်ပဲကျန်တော့တယ်ဆိုတော့တော်တော်ကြီးနှမျိုးကိုကောင်းနေတယ်မှာပါတယ်ကျွန်တော်ရဲ့အကျင့်ကတော့ရှင်းတယ် villain ကို villain လိုပဲမြင်တယ်ငငယ်ကတော့အနီကောင်နဲ့လူစိုးကြီးနဲ့ချရင်အနီကောင်ကိုပဲနိုင်စေချင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့အရွယ်လေးရောက်လာတော့villain ဆိုရဲ့ role ကိုနားလဲလာသလို villain ကြီးဘက်ကနေပြီးတော့လဲခံစားတတ်လာတယ်ဆိုတော့ကျွန်တော်ရွယ်ရောက်လာတဲ့နောက်ပိုင်းကတော့များသောအားဖြင့် villain တွေကိုပဲကြိုက်တာများပါတယ်ဒါကြောင့်လည်းကျွန်တော် favorite character တော်တော်များများ villain တွေဖြစ်နေတာပေါ့အခုလက်ရှိပူပူနေနေထွက်ထားတဲ့ Demon Slayer ဆိုရင်ကျွန်တော်အရင်ကြိုက်တဲ့ထဲမှာမပါဘူးအထူးသဖြင့်အာကာဆာကိုကျွန်တော်ပို့ပြီးတော့မကြိုက်ဘူးBugan Train မှာ Rangoku ကိုအပေါက်လေးဖောက်ပြီးလိုက်တဲ့ Upper Demon 3ဘာညာနဲ့ high လာခဲ့တယ်များအခုကြမှာမျက်ရည်ချူတယ်လို့ကြီးဖြစ်ကိုကောအဲ့တော့ဘာဖြစ်လဲဆိုရင်အာကာဆာလေးတနာပါတယ်သူ့ရဲ့ story ကြောင့်ဒါဒီလိုဖြစ်ရတာပါဘာညာဖြစ်ကုန်လို့ပေါ့ဒါကိုကြိုက်တဲ့သူတွေကတော်တော်များတယ်ဒါပေမဲ့ကျွန်တော်ကတော့မကြိုက်ဘူးဒီ villain မိုင်းရိုင်းမှာမလားအဆုံးစွန်ကြီးကမိုင်းရိုင်းမလားအဲ့မျိုးကြိုက်တာအဲ့လို villain မျိုးကို manga မှာအနည်းဆုံး9ယောက်လောက်တော့ရှိတင်တယ်ထင်တယ်ဒါပေမဲ့လည်း manga ပေါ်မူတည်တာပေါ့ကိုအားပေးနေတဲ့ manga က season 3-4 ဦးစာဆိုရင်တော့တစ်မျိုးပေါ့ထားပါဒါက Demon Slayer မလို့အခုဒီတိုင်းဆိုရင် Teach ကလည်းအာကာဇောရဲ့လမ်းစဉ်ကိုလိုက်ရမှာဆိုတော့ broken hero ဖြစ်ခွင့်မရှိဘူးလားဆိုတော့ရတယ်ဖြစ်လို့ရတယ်ဒါပေမဲ့ One Piece မှာက broken hero တွေရာများတဲ့များနေ Worldwide Fandom မှာ Frieza တို့ Cell တို့ Black Goku တို့ဆိုရင်အခုချိန်ထိ active ဖြစ်နေသေးပဲဒီကောင်တွေက manga အန်နဲ့ဒီတနည်းမဟုတ်တနည်းနဲ့မိုင်းရိုင်းသွားမယ်ကောင်းတယ်ကိုရီးယားအဲ့လိုကောင်းမျိုးဆိုရင်တော်တော်ကိုကြိုက်တဲ့ထဲမှာပါတယ်လူမုံမြောင်းတောင်ကျွန်တော်ကတော့သူတို့ဘက်ကနေပဲအမြဲရှိရင်ပြင်ပါပြီးရင်ကျွန်တော် Teach ကိုပိုးတောင်နှမျောသေးတယ်ဘာဖြစ်လို့ဆိုတော့ One Piece မှာကတီချိုးသွားတဲ့ record ကြီးနှဲ့ရမို့အများကြီးပြည်သူအချစ်တော့ Ace ကို Emperor Down နဲ့ထည့်တယ်အားလုံးရဲ့ဖေဖေ New Gate ကိုလည်းကိစ္စချောပေးလိုက်တယ်ဘိုနီကိုလည်းတော်ကီချုပ်ပြီးတော့တော်သေးရဲ့အန်ကင်နူလာလို့ဟန်ကော့လည်း race ဆန်ကြောင်းတာမော်ဝင်သူတွေ show နေတော့ပြီ Haparity ဆိုတော့တစားစီဖြစ်သွားပြီဒါက teach ချိုးခဲ့တဲ့ record တွေပါဒီနေရာမှာဒါ teach မဟုတ်ဘဲနဲ့ Dofi တို့ Miho တို့ Katakuri တို့ဆိုရင်အဲ့လောက်ကြီးတောင် high မယ်မထင်ဘူးအခု event မှာဖြစ်သွားရ teach ဖြစ်နေလို့ပိုး high တာပါဘာဖြစ်လို့လဲဆိုရင် teach ရဲ့ character ကိုကြည့်လိုက်အောင် Dofi တို့လိုစစ်ဘက်ကလည်းမရှိဘူးအသားကလည်းမဖြစ်ဘူးသွားကလည်းညီးညာနေရပဲပြီးရင်နှာတန်လေးကစင်းစင်းလေးဘလို့မှချစ်တဲ့မျက်လုံးနဲ့ကြည့်လို့မရအောင်ချစ်တဲ့မျက်လုံးနဲ့လည်းကြည့်ကြလို့ပေါ့ဘာလို့ဆိုတော့ तू က feeling ဖြစ်နေလို့ပြီးတော့ Oda ကိုယ်တိုင်ကလည်း teach ဆိုရဲ့ character ကိုတကယ် pirate history မှာရှိတဲ့သူမုတ်စိတ်နဲ့ကိုအခြေခံပြီးဆွဲထားပါအဲ့လို villain ဆန်ဆုံးကောင်အခုလိုကြီးလှုပ်ပစ်လိုက်တာတော့ကျွန်တော်ဘက်ကတော်တော်ကြီးနှမျောတဲ့အထက်မှာပါတယ်Frieza တို့လိုအကြောင်းပြချက်မရှိဆိုင်ရန်တွေကိုပထွေးမုံစီချင်တာအဲ့လိုကောင်မျိုးဖြစ်စီချင်တာပေါ့ teach ကိုဒီတိုင်းသာဆိုရင်လာမဲ့ chapter မှာ teach လေးကတနာပါတယ်ဆိုတဲ့အတန်ကြီးကြားရတော့မှာ
ဖြစ်ကောင်းဖြစ်နိုင်တာပေါ့ဒီတိုင်းလာဆိုရင်အာကာယုနဲ့လူရှိပဲကြံတော့လူရှိကတော့တိတ်ပြီးတော့ထူးပြောကြမရှိဘူးဘာဖြစ်လို့သူကစိုက်ပါပိုးဖြစ်နေတဲ့အတွက်ရင်ထဲကအုံနောက်စီးခံရတာမန်ကအန်နဲ့ဒီကောင်ကလည်းဆက်မိုက်သွားမယ်အထဲထဲမှာပါတယ်အာကာယုကိုပဲစောင့်ကြည့်ရမှာအန်ကယ်နုကိုမုန်းနေဖွဲ့ရလဲ One Piece ဖန်တဲ့မှာတက်ကိုရှိဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုကောင်မျိုးကိုကြိုက်တယ်ပေါ့ဆိုတော့ဒီနေ့ကျွန်တော်ပြောချင်စရာလေးရတော့ဒီလောက်ပါပဲsummary ပြန်ချောရမယ်ဆိုရင်တော့ teach ကိုအဲ့လိုကြီးလုပ်ပြမှာကိုကျွန်တော်အရန်နှမျောမိပါကြောင်း